အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖွဲ့ဒီနေ့တင်ဆက်သွားမယ်ကျောင်းရာလေးကတော့မြန်မာ presentation ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဖွဲ့ကတော့ group 3ဖြစ်ပြီးကျွန်တော်တို့တင်ဆက်တဲ့တဲ့မှာပါဝင်မဲ့ကျောင်းရာတွေကတော့ထမ်းမင်တွေရဲ့အကြောင်းထမ်းမင်တွေရဲ့သုံးဝင်ပုံနဲ့စာရေးဆရာတင်မိုးရဲ့အကြောင်းအရာအကျဉ်းချုပ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ presentation ပြုလုပ်ရမှာပါဝင်ကူညီခဲ့တဲ့သူတွေကတော့မောင်တီဟာမတ်အေဂရီမတ်သိန်ကြီးမတ်ရည်မတ်နန္ဒာနဲ့မောင်ကောင်းတို့ဖြစ်ပါတယ်အမိတိုင်းပြည်ဗျာထမ်းမင်းကြီးတွေဝိုင်းလို့နေမောင်လေးမွေးရဲ့မြေအညာလေးနဲ့အောက်ပြီးသွားထညက်တနခါစဘာပင်တွေမိုင်းလို့နေမလေးမွေးရဲ့မြေစပလေးနဲ့အညာသွားဆန်နဲ့ငပီစာအညာအကျေစုံစမ်းနေလွန်ပြန်သွားတယ်လေမြေယာအပြာသားရွှေလက်ဆက်လို့ထားဒီကဗျာကိုရေးခဲ့တဲ့ဆရာကတော့ဆရာတင်မိုးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီနေ့ presentation မှာဒီကဗျာမှာပါတဲ့ထမ်းပင်ကြီးတွေရဲ့သုံးဝင်ပုံထမ်းပင်တွေရဲ့အကြောင်းနဲ့ဒီကဗျာကိုရေးဆက်ခဲ့တဲ့ဆရာတင်မိုးရဲ့အကြောင်းအရာအကျဉ်းချုပ်ကိုပြောပြသွားမှာဖြစ်ပါတယ်ဆရာတင်မိုးကိုတော့မြင်းချံခရိုင်တောင်သာမြို့နယ်ကံမြဲကျေးရွာ၌အဘဦးအိုအမိဒေါ်စံထေတို့က1933ခုနှစ်နိုဝင်ဘာလ19ရက်နေ့မှာမွေးဖွားခဲ့ပါတယ်ဆရာတင်မိုးရဲ့အမည်ရင်းမှာတော့ဥပရှမ်းဖြစ်ပြီးဆရာတင်မိုးဟာအခြေခံပညာကိုစကြမ်းရွာတိုင်းရင်းမြန်မာအလဲတန်းကျောင်းကံမြဲမန္တလေးကျောင်းတိုက်ဆရာတော်ဦးအာစာရကျောင်းမန္တလေးရွှေရီဆောင်တိုက်ပလိတ်မြို့ရေချမ်းအိုးကျောင်းတိုက်ပခုတ်ကူမျိုးဆရာဦးဘုံနေဆရာဦးခင်မောင်ကြီးကျူရှင်ကျောင်းရေစကြိုအစိုးရထက်တန်းကျောင်းတို့မှာပညာသင်ယူခဲ့ပါတယ်1959ခုနှစ်မှာတော့ဆရာတင်မိုးဟာတက္ကသိုလ်ဝင်တန်းကိုတနိုင်ငံလုံးမှာမြန်မာစာအမှတ်အများဆုံးနဲ့အောင်မြင်ခဲ့ပြီး1958ခုနှစ်မှာတော့မန္တလေးတက္ကသိုလ်တက်ရောက်က1965ခုနှစ်မှာမန္တလေးတက္ကသိုလ်မှာဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပါတယ်ဆရာတင်မိုးဟာ1958ခုနှစ်မှာဖေဖော်ဝါရီလထုတ်သွေးတောက်မဂ္ဂဇင်းပါအခုခံရသောကာယံကလေးကြပြာမစပြီးတော့တင်မိုးဆိုတဲ့ကလောင်မျိုးကိုစတင်အသုံးပြုခဲ့ပါတယ်1988ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာပါဝင်ဆောင်ရွက်ခဲ့ပြီးတော့1991ခုနှစ်မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။2009ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။အခုကတော့ထမ်းပင်အကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်။ထမ်းပင်ကအပူပိုင်းဒေသမှာအများဆုံးပေါက်ရောက်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ထမ်းပင်ကိုအာရှတိုက်၊အာဖရိကတိုက်၊အမေရိကတိုက်နဲ့ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျုံများနိုင်တွေ့ကြရပါတယ်။မြန်မာနိုင်ငံအတွင်းရှိအညာဒေသနဲ့မွန်ပြည်နယ်တို့မှာလည်းတွေ့ရပါတယ်။အခုကတော့ထမ်းပင်ရဲ့အသုံးဝင်ပုံကိုပြပေးသွားမှာဖြစ်ပါတယ်။ထမ်းရွက်ကိုတဲအိမ်ဇရက်နဲ့အိမ်များဆုပ်တဲ့နေရာမှာအမိုးကအဖြစ်သုံးပြုနိုင်ပြီးတော့ထမ်းပင်ရဲ့ပင်စီကိုအိမ်နိုင်ဖြစ်သုံးပြုနိုင်ပါတယ်။ထမ်းရက်ကိုအိမ်နဲ့ရံနဲ့ပရိဘောဂပစ္စည်းဖြစ်သုံးပြုနိုင်ပါတယ်။ထမ်းသီးအကြောင်းထမ်းသီးဆိုတာကအသီးရဲ့အဆန်လေးဖြစ်ပါတယ်။အညိုရောင်ထမ်းသီးထဲမှာပါတဲ့အဆန်လေးတွေလည်းဖြစ်ပါတယ်။ထမ်းသီးတစ်လုံးမှာ3ခုဒါမှမဟုတ်4ခုအထိပါတတ်ပါတယ်။အသီးရဲ့လုံးဘက်က4လက်မကနေ9လက်မလောက်ထိရှိပါတယ်။ထမ်းသီးရဲ့အဆန်လေးကအခွန်ကအဝါရောင်လိုတန်းနေတတ်ပါတယ်။အတွင်းကအဆန်လေးကလည်းအဖြူရောင်လေးဖြစ်ပါတယ်။လူရင်တော့ခက်ကြီးလေးပါ။ထမ်းသီးကအရေးလဲရွှဲပါတယ်။ထမ်းသီးနုလေးကိုစားရတာကဂျယ်လီလေးစားလို့ဖြစ်ပါတယ်။ဆိုးဆေးတွေပြပင်နိုင်တဲ့အချိုတက်တွေလည်းကင်းစင်ပါတယ်။နွေရာသီမှာထမ်းသီးချိုလေးကိုပင်မွားနဲ့ရောပြီးနှုတ်စိတ်ရေခဲနဲ့ရောဆက်လိုက်ရင်ထမ်းသီးဖြော်ရည်ချိုလေးကရင်ကိုအေးစေမှာဖြစ်တယ်လို့စိတ်ကြည်နေစေမှာလည်းဖြစ်ပါတယ်။ထမ်းသီးမနုမီလေးကိုကြောက်ကြောထူစားလို့လည်းရပါသေးတယ်။ထမ်းသီးကစားလို့ကောင်းနေမကပဲကျန်းမာရေးအတွက်လည်းကောင်းမွန်ပါသေးတယ်။အစီလုံးမပါပဲပရိုတင်းဓာတ်ကျွဲဝါတဲ့အသီးတစ်လုံးတစ်ခုဖြစ်ပါတယ်။ phosphate ဓာတ်လည်းကျွဲဝတ်ပါတယ်။၎င်းတို့မှာထမ်းသီးမှာရေဓာတ် carbohydrate ကယ်လ်ဆီယမ် thiamine riboflavin နီဂါဆင်ဗီတာမင် B ပိုတက်ဆီယမ်နဲ့ဗီတာမင်ဓာတ်များပါဝင်ပါတယ်ထမ်းရည်ကိုတောက်သုံးရထညက်တကာပြုတ်လို့ရအတွက်စီးပွားအဖြစ်စိုက်ပျိုးကြပါတယ်ထမ်းရည်မှာအချို့အခါဟူ၍2မျိုးရှိပါတယ်ထမ်းရည်ချိုကိုတောက်လို့ရှိရင်တကြားရည်ကဲ့သို့ချိုပြီးအခါရည်ကိုတောက်လို့ရှိရင်အရသာခါ၍အရက်ကဲ့သို့မူရည်စေပါတယ်ထမ်းရည်ချိုကကစောမပေါက်ခင်ဆက်ကရင်းတကြားပါတဲ့အရည်တစ်မျိုးပင်ဖြစ်ပါတယ်ထမ်းရည်ချိုကိုနေမိုးတဲ့ကြော်တဲ့အထိထားလို့ရှိရင်အခါရည်ဖြစ်သွားနိုင်ပြီးလက်ဆက်တဲ့အချိုရည်ကိုတောက်လို့ရှိရင်ဝမ်းပြော့စေပါတယ်ထမ်းရည်ကထမ်းမင်ကနေထွက်ရှိလာတဲ့အရည်ဖြစ်ပြီးတောက်သုံးနိုင်ပါတယ်
အဲ့ဒီအရေကိုတောက်လို့ရှိရင်ဆေးဘက်ဝင်ပြီးလူကိုလည်းမူးဝေစေတတ်ပါတယ်မြန်မာနိုင်ငံအိန္ဒိယနိုင်ငံနဲ့အာဖရိကဒေသတို့တွေထမ်းပင်ကိုအများဆုံးတွေ့ရပါတယ်အဓိကအဖြစ်မြန်မာနိုင်ငံမှာရှိတဲ့မန္တလေးတိုင်းဒေသကြီးမှာအများဆုံးတွေ့ရနိုင်ပါတယ်သမီးခုပြောတော့မှာတော့ထမ်းပင်မြစ်ကြောင်းဖြစ်ပါတယ်ထမ်းပင်မြစ်ကိုအချို့ရက်ဒေသများမှာထမ်းမြစ်လို့လည်းခေါ်ပြီးတချို့ကထမ်းမေပေါက်လို့လည်းခေါ်ကြပါတယ်အဲ့ဒါအပြင်အိန္ဒိယမှာရှိတဲ့လူကြိုက်များတဲ့အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်ထမ်းပင်မြစ်ကအညာဒေသတဲ့အစားအစာဖြစ်ပြီးချိုတဲ့ဝက်မြေစာအရသာနဲ့တူပြီးစိတ်သက်သောအရသာရှိပါတယ်ဆောင်းရီကြည့်ရှုနားထောင်ပေးကြတော့ဆီယာမနဲ့တငယ်ချင်းတွေကိုကျေးဇူးအထူးတင်ရှိပါတယ် Thank you bye bye